အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုလေည10:03နေမှာပေါ့နော်ပကံမှာSK 4.0လောက်ရှိနေအဲ့လောက်လောက်ပါတယ်ပြင်းတော့ပြင်းတယ်တစ်ချက်လောက်ပဲစောင့်ကနေကိုလောက်သွားကျွန်တော်အဲ့နေတော့ကျွန်တော်ထပြီးတော့လမ်းနေတယ်ဗျာဒီကနေ့ည10:00နာရီကျော်အချိန်ရန်ကုန်မန္တလေးနဲ့ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံကတရားတော်တော်များများမှာအင်အားပြင်းငလင်လောက်ခတ်မှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဖေဖော်ဝါရီလ3ရက်နေ့နေ့လယ်12:40မိနစ်အချိန်ကလေးကမန္တလေးမြို့ကိုဗဟိုပြုပြီးပြင်းအား4.2အဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်ဒါအပြင်ညပိုင်းအချိန်10:00နာရီကျော်မှာတော့မကွေးတိုင်းရေနံချောင်းမြို့အပါအဝင်ရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာတိတိတသာပြင်းအားရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့နေရာဒေသအသီးသီးမှဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ဒီနေ့ညမြန်မာစံတော်ချိန်ည10:05မိနစ်အချိန်မှာငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးမြန်မာနိုင်ငံအလဲပိုင်းဒေသအများစုမှာတိတိတသာခန်းစားလိုက်ရတယ်လို့ဒေသခံတွေကပြောပြထားကြပါတယ်။နောက်ဆုံးရအချက်လက်တွေအရငလင်လှုပ်ခတ်မှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုနဲ့အဆောက်အုံပျက်စီးမှုတွေကိုလက်ရှိအချိန်ထိတရားဝင်အတည်ပြုထားခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။သက်ဆိုင်ရာမြေငလျင်စခန်းတွေကတော့ငလျင်အပြီးနောက်ဆက်တွဲလှုပ်ခတ်မှုတွေရှိမရှိကိုဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဒေသခံတချို့ကတော့လှုပ်ခတ်မှုကိုစက္ကန့်အနည်းငယ်ကြာခန်းစားလိုက်ရပြီးတချို့နေရာတွေမှာနေအိမ်အပြင်ဘက်ကိုထွက်ပြေးကြရတဲ့အခြေအနေတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။နေ့လယ်ပိုင်းအချိန်ကလေးကရခိုင်ကမ်းလွန်မှာအင်အားတင်းတင်းနဲ့လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ညပိုင်းအချိန်မှာတော့မကွေးကိုဗဟိုပြု၍ပုံမပြင်းထန်တဲ့ငလင်ထပ်မံလှုပ်ခတ်လာခဲ့တာလည်းဖြစ်ပါတယ်။အင်အား6.3ညအဆင့်ရှိတဲ့ငလင်ဟာအစာအုပ်တွေထိခိုက်ပျက်စီးနေတဲ့အခြေအနေဖြစ်တာကြောင့်မြေဆိုင်အိမ်တွေနဲ့ခိုင်ခန့်မှုမရှိတဲ့အစာအုပ်တွေမှာနေထိုင်သူများအထူးသတိပြုဖို့လည်းလိုအပ်ပါတယ်။အထူးသဖြင့်နောက်ဆက်တွဲငလင် after shocks များထပ်မံရရှိလာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့အထက်မြင့်အဆောက်အုံတွေနဲ့လျှက်စစ်မီးတိုင်များအနီးမှာမနေထိုင်ဘဲဘေးကင်းရာကွင်းပြင်တွေမှာခေတ္တခဏဆောင်ဆိုင်နေထိုင်တဲ့ကြောင်းအသိပေးနှိုးဆော်ထားတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြန်မာရှေးဟောင်းမြို့တော်ပကံမြို့မှာလည်းငလင်တိတိသာသာလှုပ်ခတ်သွားခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ပြင်းအားကိုတိတာစွာခန်းစားခဲ့ရပြီးအုတ်ရီကန်တချို့ဘောင်းမင်းခတ်တဲ့အထိလှုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ညအချိန်ဖြစ်တာကြောင့်ဇေဒီတော်ကြီးတွေရဲ့အခြေအနေကိုမသိရသေးဘူးလို့လည်းသိရပါတယ်။ငလျင်ရဲ့မေ့နေပါပြီဆိုတတိလားလာဖော်နေတာထမင်းစားရင်တန်လားပြေးလိုက်ကြတာပြန်လာကြည့်ရောအကုန်မလို့ထုံးကလန်တဲ့နေရာပဲမနေ့ပြေးထွက်ခဲ့ရတယ်အိမ်နေရောငလင်းလောက်လိုက်တာနော်တော်တော်ဆိုးရဲ့အိမ်မောလူတက်တယ်မှတ်ပြီးတော့ဒါကြည်နေရငလင်းလောက်တာတော့ဟောရဲ့လူကိုကြောက်သွားဟုတ်တယ်လှုပ်တယ်တော်တော်လှုပ်တယ်ငါမသိတယ်အိမ်မော်လူတက်တယ်မှတ်ပြီးကြည့်နေတာတော်ကျန်းနေတော့လှုပ်တာခဏလေးပါအေးစက္ကန့်ပိုင်းလေးလေနော်10:05မိနစ်က10:04မိနစ်ကပါ10:04မိနစ်3မိနစ်က4မိနစ်ပါ4မိနစ်ကကဲမတို့ပခောက်ကူမှငလင်လောက်သွားတယ်နော်အခုလေးမှငလင်တော်တော်ကိုကျန်းတယ်ကျွန်မတို့မှနေပြီးတော့ကြောက်လို့ပခောက်ကူပြေးလာပါဆိုပခောက်ကူငလင်ကလည်းတော်တော်ကျန်းတယ်နော်ယူဆိုင်ကြပါအခုလေးတင်လောက်သွားတာပါမအောင်10နာရီဟိုပေါ့9မိနစ်ပေါ့နော်10နာရီ9မိနစ်ကလောက်သွားတာကဲမအားလုံးပေးကင်းကြပါစီငလင်လောက်ပါတယ်ယူဆိုင်ပါဟောဆိုအနီတို့ကစနေပြီးတော့မှငလင်လောက်တဲ့ဒဏ်ရှိတော့အနီတို့ကကြောက်တယ်နည်းနည်းလောက်လောက်ရင်အနီတို့ကကြောက်တယ်ပိုးဆိုတာကဒီလိုတိုက်တင်နေအနီတို့နေရမှာတအားကြောက်တာအခုချိန်ထိပဲကဲမအားလုံးယူဆိုင်ပါတကယ်ယူဆိုင်ပါဘာလို့ဆိုနေပြီးတော့မှလှုပ်တော့တအားကြမ်းခဲ့တဲ့ဒဏ်ကိုခံခဲ့ရတာမို့လို့အနီတို့ကြောက်ပါတယ်နည်းနည်းလောက်လုံရင်အနီတို့ထွက်ပြေးတာအခုလည်းကျွန်မရဲ့အိမ်ကလူတွေအကုန်လုံးဒီမှာလုံးဝနိုးနိုးကြကြပဲနိုးနိုးကြကြပဲတော့ဒီမှာအဲ့လိုမျိုးပါရှင်ကဲမကျေးဇူးအများကြီးတင်ပါတယ်ယူဆိုင်ပါအကုန်လုံးမအပြင်ဘက်မှာအကုန်လုံးအပြင်ဘက်မှာပါကျွန်မလည်းပြေးမှာဒီမှာလည်းပြေးမှာပြေးမှာပါရှင်အားလုံးကိုကျေးဇူးပါနေလာပိုင်း3ရက်နေ့အခုည10:05မိနစ်မှာလေငလင်ထလောက်သွားပါတယ်အခုတခေါက်လဲကျွန်တော်အိမ်သားထဲရောက်နေပါတယ်ဒါပေမဲ့အခုတခေါက်တော့ကျွန်တော်စိတ်ထဲမှာတော့ဗာနော်တိတ်ပြီးတော့မှတော့မတီးတာလိုက်ပါဘူးလောက်သွားပါတယ်10:05မိနစ်6မိနစ်လောက်ရှိမဲ့ထင်တယ်ဗျာနော်အဲ့လိုမှထလောက်သွားပါတယ်ပေးနေရမျိုးမှာပါတခြားဘယ်မျိုးတွေမှာလောက်သွားသေးလဲမသိပါဘူးခင်ဗျာ
။